စိတ်လန်းဆိုပြီးတဲ့စပားခင်းတွေပေါ်တဲ့ရွှေညောင်ရွာလေးမှာမနက်တိုင်းရွာသူရွာသားတွေကဖုန်ကြီးတွေစွန့်ကပ်ဖို့အတွက်မနက်အစောကြီးကလေးကထမင်းချက်ပြင်ဆင်ပြီးအလူဒါနလုပ်ဖို့အိမ်ရှိလေးမှာရက်ခါစောင့်နေကြပါတယ်ချစ်ထွန်းဆိုတဲ့လူငယ်လေးတယောက်ခန္ဓာနွမ်းအဝတ်အစားတွေဝတ်ထားပေမဲ့တည်တည်တက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 ်ပြန့်လေးဝတ်စားထားတယ်ဗျငါးလေးနဲ့ထမင်းပူပူလေးနည်းနည်းကိုစွန့်ကပ်ဖို့ပြင်ဆင်ထားခဲ့ပါတယ်သူစွန့်ကပ်ရတော့မယ်ဆိုတော့မျက်နာကပြုံးလို့ပြောလို့ပါချစ်ထွန်းကစင်ရဲလွန်းတော့တနေ့စားဖို့တော့သူ့ဘာသာသူအနိုင်နိုင်ရုန်းကန်နေရတဲ့သူပါဒီကောင်ချစ်ထွန်းအလှလုပ်ထားမှာတကယ်ကိုစိတ်စေတနာတရားတရားထက်သန်တာကြည်ပါဦးငါတို့နေများကွာပါကွာအဲ့ကောင်အခုချိန်ထိကိုမနှုတ်လောက်သေးဘူးထင်ပါရဲ့အဲ့ဒီချိန်တိတ်ဆိတ်တဲ့တောရွာလေးမှာကားအင်ဂျင်ဆက်တန်အကျဲကြီးကိုကြားလိုက်ရတယ်ဗျကိုထွေကားကိုမောင်းဝင်လာပြီးပိုင်ဆိုးပိုင်နဲ့စွန်းလောင်းမှုရက်ဆောင်တဲ့လူတွေကြားမှာရက်ခဲ့လိုက်ပါတယ်ပြီးတော့သူပတ်စံရှိတယ်ဆိုပြီးခါကြောကြွားပြိုးလိုက်တယ်ဗျဖဲစမ်းမင်းတို့လှူတယ်ဆိုတာငါခြေပြတော့မရှိဘူးငါမှအလှူဒါနကြီးကြီးမားမားလုပ်တာကွာငါပဲပထမငါပဲရှေ့ဆုံးကလှူတင်တာကွာမင်းတို့ဖဲကြစမ်းကိုထွေးကသူမိဘတွေကငွေတိုးချိတဲ့တောတရေတွေဖြစ်ကြပြီးပြဿနာကောင်တယောက်လည်းဖြစ်ပါတယ်သူ့ဘယ်သူမှမထီရဲကြပါဘူးပတ်စံရှိတယ်လို့မာနာလဲထောင်လွှားပါတယ်နှစ်တိုင်းကျိုးလိုရွှေဆွဲကြိုးကြီးကိုလဲဘင်းမှာပြူနေအောင်ဆွဲထားပြီးစွန့်ကပ်ဖို့အတွက်စားကောင်းတောက်ဖွယ်တွေကိုပတ်စံအများကြီးအကုန်အကျခံပြင်ဆင်ခဲ့တယ်ဗျအေးအောင်ချစ်ထွန်းအမလေးမင်းကလည်းအစောကြီးထားပြီးစွန့်လာကတ်တယ်ဗောချစ်ထွန်းပြင်ဆင်ထားတဲ့စွန်းနဲလေးကိုလောင်ရီတဲ့အကြည့်နဲ့ပြည့်ရပြူတဲ့စကားတွေခက်ကြဲကြဲပြောပြီးလမ်းလျှောက်လာခဲ့ပါတယ်ရင်ကျေးမှုမရှိရိုင်းဆိုင်တဲ့အမှုအရာဟန်စောင့်ကြွားနေပေါ့ဒီနေ့ကလာပြင်းနေကုသိုလ်ပြုကြတဲ့နေ့မှာစွန့်လောင်းဖို့ဆိုတော့မင်းဘာတွေပြင်ဆင်လာလဲဒီအယိုးတွေအများကြီးနဲ့ငါးလေးတစ်ကောင်ပဲလားဟာပရွက်စိတ်တောင်ဒါကိုစားပြီးဘိုက်ပြေးမှာမဟုတ်ဘူးကွာချစ်ထွန်းကတော့စိတ်သဘောထားပြေဝတဲ့သူဆိုတော့သူ့ကိုဘာပြောတက်ကြီးမဆိုင်ပဲပြုံးနေခင်ပါတယ်ကျွန်တော်မှဒါပဲရှိတော့ဒါပဲလှူရတာပေါ့ဗျာဒါတွေကကျွန်တော်တကယ်စိတ်ရင်းစေတနာနဲ့အသေးချာလေးပြင်ဆင်ထားတဲ့စွန်းဆိုတော့ဆရာတော်ကြီးတွေဖုံးပေးရင်လည်းအာဟာရဖြစ်စေပြီးတရားအထုတ်ကျင့်ကြံမှုခွန်အားဖြစ်စေမှာပါအမလေးအဲ့လိုကက်စီနေဖို့နဲ့ဘယ်အချိန်မှချမ်းသာနိုင်မှာမလဲကဲငါ့ကိုကြည့်ဒီနေ့ငါဆုံးလောက်မှုဘဲဟင်းနဲ့ဝက်ကောင်းပြုတ်အပြင်ဝတ္ထုငွေတွေအတွက်9000စာအိတ်နဲ့ယူလာတယ်ငါများများလှူလေပိုးပြီးတော့ကုသိုလ်ရလေပဲနောက်ဘဝမှာငါအသေးချာပေါက်နှက်သားလေးဖြစ်ပြီးတော့နှက်နှန်းဆန်မှာအသေးချာပဲကွာငါနှက်ဖြစ်နေချင်းမင်းကတော့တီကောင်အဖြစ်နဲ့ပြန်မွေးဖွားလာမယ်ကောင်လေဒီလိုကိုထွေးကပတ်စံမရှိတဲ့ချစ်ထွေးကိုတယော်နေတော်မြင်တော့အဖို့အိုတို့နှစ်ယောက်ရွာသားတွေလည်းကောက်တခါနဲ့ဖြစ်နေခဲ့ပါတယ်ကုသိုလ်လုပ်တယ်ဆိုတာလူကျင်တဲ့စိတ်စေတနာပေါ်ပဲဆိုင်တာစိတ်ကတန်တန်ရှင်းရှင်းနဲ့တရားတရားထက်သန်နေဆိုရင်နဲသည်များသည်အဓိကမဟုတ်ဘူးကုသိုလ်ရတာပဲကျွန်တော်လည်းတတ်နိုင်တဲ့လောက်ပဲလှူရတာပေါ့အကူကပိုးပြီးလှူနိုင်တာကိုမြင်တော့ကျွန်တော်လည်းဝမ်းသာပီတိဖြစ်ရပါတယ်မင်းအပေါ်ပြောမနေနဲ့ဟျောင်းပါဇက်ပေါက်ပိတ်တာသူတို့ကောင်းအောင်ဆောင်နေတဲ့ကောင်မင်းကငါ့လိုမလူနိုင်မတန်းနိုင်တော့ငါချမ်းသာတော့မနာလိုဖြစ်နေတာမင်းငါရှိရဖဲဆိုင်ဟျောင်းမင်းနောက်ဆုံးတော့တန်းစီလိုက်စမ်းပါကိုထွေးကချစ်ထွန်းကိုနောက်ဆုတ်ခိုင်းပြီးရွာသားတွေရှိမှဘုန်းကြီးဆုံးကတ်ထားကိုသူကပဲအရှိဆုံးကအများဆုံးလှူခြင်းကြွားခြင်းနေခဲ့ပါတယ်တနေ့တော့ကိုထွေးတယောက်ရွှေဆိုင်အိမ်ကြီးလိုကြီးမားတဲ့သူ့အိမ်အပေါ်ထပ်မှာလမ်းလျှောက်နေတဲ့အချိန်မိန်းကလေးတယောက်ကသူ့အိမ်ရှိဖြတ်သွားခဲ့ပါတယ်မိန်းမရှုပ်တဲ့ကောင်နှာဘူးပီပီမိန်းမလာလေးအလှမှာမျောသွားပြီးတော့ကောင်မလေးနောက်ကိုပြေးလိုက်သွားခဲ့တယ်ဗျညီမလေးဘယ်ကိုသွားမလို့လဲအခုအဆောင်မအောင်အဲ့လိုနဲ့သူအရင်စလိုအိမ်မောကပြေးစင်းပြီးမိန်းကလေးနောက်ကိုလိုက်တဲ့အချိန်လေကရစ်ဘောကဘုံငနဲ့ပြုတ်ကျသွားခဲ့ပါတယ်ပြုတ်ကျပြီးခေါင်းကမြေပြင်ကိုပြင်းပြထန်ထန်ရိုက်မိကသွေးတွေထွက်လာခဲ့တယ်ဗျသူအချိန်အတော်ကြာနာကျင်မှုခံစားလိုက်ရပြီးတတိလစ်မေ့မျောသွားခဲ့ပါတယ်ညနေလာတော့ကိုထွေးတတိပြန်ရလာခဲ့တယ်ဗျနိုးလာတဲ့အချိန်မှာသူအတော်လေးကိုဗိုက်စာနေပြီးဗိုက်ထက်အောက်တဲ့အထိပါစာလောင်မှုကိုခံစားခဲ့ရပါတယ်သူ့ဘဝမှာတစ်ခါမှဒီလောက်စာလောင်တာမျိုးမရှိခဲ့ဘူးပါဘူးဒါနဲ့သူဗိုက်စာတော့သူ့အိမ်ကအစီကံတွေကိုထမင်းပြင်ပေးဖို့အကျဲကြီးလှမ်းអော်လိုက်ချိန်သူ့အတန်ကငှက်ကလေးတွေတီးတိုးအော်နေတယ်လို့တိုးတိုးလေးပဲထွက်လာခဲ့ပါတယ်
ငါဘာပြက်သွားလဲဟာတေသွားတာလားဒါကနတ်ပုံလားငါကုသိုလ်တွေအများကြီးလုပ်ထားတော့ငါနတ်ပြည်ကိုရောက်ပြီးနတ်သားဖြစ်နေရမှာ ။အဲ့နောက်သူ့ဘာသာသူပြန်ကြည့်လိုက်ပြီးထအော်လိုက်မိပါတယ်။ဘာလို့လဲဆိုတော့သူ့အရက်ကထမ်းမင်းတပင်လိုရှေးပြီးအသားတွေလည်း6ကန်နန်ယူပြိုင်ပြိုင်ထင်းနေအောင်ပိန်လီကသူ့ပါဇက်ပေါက်ကလည်းအတဘောက်လောက်စားပဲကျဲနေခဲ့တယ်ဗျ။မျက်လုံးတွေကဘလူးကြီးလိုပြူးထွက်နေရဲပြီးကြောက်ရှာကောင်းတဲ့အသွင်တရံနဲ့ပိတ်တာဖြစ်တဲ့သူ့ကိုယ်သူမြင်လိုက်ရတော့အရန်ထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။ ဘာလို့လဲငါဒီလောက်အလူတွေအများကြီးလုပ်ထားတာငါငွေတွေအများကြီးအကုန်ကြခံပြီးတော့လှူထားတာတော့ဒီလိုဖြစ်တာလားဒါမှမဟုတ်အဲ့ဒီဘုန်းကြီးကငါ့ကိုလိန်တာလား အဲဒီနောက်အကြီးတန်းကြောက်စရာကောင်းလာတဲ့ရုပ်နဲ့ရွာထဲကိုဝင်ပြီးအထူးသဖြင့်သူ့အလှလုပ်ရင်နတ်ပြည်ရောက်မယ်ဆိုပြီးလိန်နဲ့ရွာဖုံးကျောင်းကကိုရင်တွေဥပဇင်းတွေကိုနောက်ဆက်ခဲ့ပါတယ်။သူတို့တရားကောင်းကောင်းမကြင်ကြံနိုင်အောင်အထိလိုက်ပြီးခြောက်လှန့်ခဲ့တာပါ။နောက်ဆုံးတော့ရွာဖုံးကျောင်းမှာဘသူမှမနေရဲလောက်အောင်ဖြစ်ပြီးတဖြည်းဖြည်းလူသူမရှိတဲ့ကျောင်းလူကြီးဖြစ်လာခဲ့ပါတယ်။ရွာသားတွေလည်းဒီပိတ်တာကြီးကိုကြောက်တော့တခြားရွာတွေကိုပြောင်းကြရင်းအရင်ကစိတ်လန့်ဆိုပြီးတဲ့စပားကင်းနေနဲ့တာယာလှတဲ့ရွှေညောင်ရွာကလူသူမရှိတော့ပဲ၆ကက်ကက်နေရာကြီးဖြစ်လာခဲ့ပါတယ်။တစ်ချိန်မှာတော့ရွာကအရင်လိုမဲမောင်မနေတော့ပဲအလင်းရောင်လေးရလာခဲ့တယ်ဗျ။ကျွန်တော်လူတွေဘလောက်ပဲကန်နေဆိုဆိုအနေဆုံးနေရာကိုရောက်နေပါစေ။နောက်ဆုံးတော့အရာအလုံးပြီးဆုံးသွားပြီးတဖန်ပြန်ကောင်းလာကြသလိုပါပဲ။အဲဒီညကဥညာနာလို့ခေါ်တဲ့ဆရာတော်တစ်ပါးရွာထဲကိုကြွလာပြီးတရားလာအထုတ်ခဲ့ပါတယ်။ဆရာတော်ကိုမြင်တော့ချစ်ထွန်းလဲရွာမှာ၆လှန့်နေတဲ့ပိတ်တာရှိကြောင်းဆရာတော်ကိုရှောက်တင်လိုက်တယ်ဗျ။ဆရာတော်ဖေဟာဒီရွာကနေအမြန်ဆုံးထွက်သွားတာကောင်းမယ်ဖေဟာဒီရွာမှာကြားတွေလည်းရှိတယ်။စာလောင်နေတဲ့ပိတ်တာကြီးကလည်းအရန်ကိုအင်အားကြီးပြီးအင်မတန်ကြောက်စရာကောင်းတယ်ဖေဟာ ကိုတော့စိတ်ပူပြီးသတိပေးလို့ကျေးဇူးပါတကားလေးကိုတော့ကဒီကိုကောင်းသောလာခြင်းနဲ့ကြွလာခဲ့တာပါဘသူကမှလည်းနှောက်ယှက်လို့တဲ့ရွယ်ချက်မျိုးမရှိပါဘူး ဆရာတော်ကချစ်ထွန်းရဲ့စေတနာကိုအတိအမှတ်ပြုလက်ခံလိုက်ပြီးကြည်ကြံစရာရှိတဲ့တရားကိုဆက်လက်အားထုတ်တော်မူခဲ့ပါတယ်။အဲညမောင်ရင်ပြုလာခဲ့တဲ့အချိန်ရုတ်တရက်စားလောင်ပြီးဟိုသွားတီသွားရှောက်သွားနေတဲ့ပိတ်တာကြီးကဆရာတော်အနားမှာပေါ်လာခဲ့ပါတယ်။ပြီးတော့ဆရာတော်ကိုထွက်ပြေးအောင်ခြောက်လှမ်းဖို့ကြိုးစားခဲ့တယ်ဗျ။ ဒီဖုန်းကြီးခင်ဗျဒီကိုဘာလာလောက်ထားလဲကျုပ်ဒီเจ้าမှာအလူတွေအများကြီးလုတ်ခဲ့တာတော့ကျုပ်ဘာလို့ပိတ်တာဘောအောင်ရောက်နေရလဲကျုပ်ကုသိုလ်တွေပြန်ပေးစမ်း လှည့်စားခံရလို့နာကြီးနေတဲ့အတန်နဲ့ကြီးနဲ့အော်ဟစ်ပြီးကြီးမားလာတဲ့လက်ကြီးကိုဝေရမ်းကဆရာတော်တရားအားထုတ်နေတာကိုနှောက်ယှက်ခဲ့ပါတယ်။ဆရာတော်ကတော့တရားထိုင်မပြတ်မေတ္တာထားပြီးပိတ်တာကြီးကိုတရားစဟောခဲ့တယ်ဗျ။အသင်ပိတ်တာအသင်အလူတွေအများကြီးလုတ်ခဲ့ပေမဲ့တင့်ရဲ့ရည်ရွယ်ချက်စိတ်ထားဘာဖြစ်ခဲ့လဲစဉ်းစားကြည့်။ပေကန်ဆွန်ကျဲဖို့ကက်စီနေတဲ့စိတ်ကိုပဲဖြောက်ပြီးတော့လှူခဲ့တာလား။ဒါမှမဟုတ်နတ်ပြည်ရောက်ခြင်းနဲ့လောဘစိတ်တွေတိုးပွားအောင်စိတ်ထားခဲ့တာလား။သူများကိုတကယ်ပဲကူညီပေးဝေချင်တာလား။ဒါမှမဟုတ်သူများကိုနှိမ့်ချပြီးမှလှူခဲ့တာလား။အကုန်လုံးပြန်စဉ်းစားကြည့် ဆရာတော်စကားကိုကြားတော့ပိတ်တာကြီးဟာသူ့လူဘဝတုန်းကအကြောင်းတွေကိုပြန်တတိယပြီးသူကကိုထွေးဆိုတဲ့လူဖြစ်ခဲ့ကြောင်းကိုပြန်အမှတ်ရခဲ့ပါတယ်။သူအလူအများကြီးလှုပ်ခဲ့တာမှန်ပေမဲ့သူ့လိုမလှူနိုင်တဲ့ဆင်းရဲတဲ့သူတွေကိုလည်းလောင်ပြောင်တရောနှိမ့်ချပြီးဆက်ဆံခဲ့တယ်ဗျ။အလူလုပ်တယ်ဆိုတာစိတ်စီတနာတန်တန်နဲ့လုပ်ရတယ်အသင်ကအလူပစ္စည်းတွေကိုလှူခဲ့တာဟုတ်ပေမဲ့အသင်ရဲ့စိတ်စီတနာတရားကတော့နတ်ပြည်ကိုရောက်ခြင်းနဲ့ငါပို့ပြီးချမ်းသာရမယ်ငါသူများထက်အမြဲတမ်းနေရမယ်ဆိုတဲ့လောဘစိတ်နဲ့ပြည့်နှက်နေခဲ့တယ်အသင်ရဲ့နောက်ဆုံးထွက်တဲ့အထိအဲ့လောဘစိတ်အညှို့အာဃာတတွေကဖုံးလွှမ်းပြီးတော့ဒီဘုံမောအောင်ရောက်လာခဲ့တာပဲဒါမဲ့ကျုပ်အလူလုပ်ဖို့ပတ်စံအများကြီးသုံးခဲ့တာကုသိုလ်ကောင်းမှုဆိုတာပတ်စံနဲ့ဝယ်မရဘူးကုသိုလ်ကကောင်းမွန်တဲ့စိတ်ထားတတ်ဖို့လိုတယ်တချို့တွေကလှူဒန်းတဲ့ပမာဏနည်းပေမဲ့လှူဒန်းခြင်းတဲ့စိတ်ကတော့အလွန်တရာထက်သန်တော့ကုသိုလ်တွေပိုရကြတယ်ဥပမာပြောရရင်ညစ်ပတ်နေတဲ့ရေကရားတွေကိုရေတွေထက်ပြီးတော့အဲ့ရေတွေကမတတ်စင်မနဲ့တောက်သုံးလို့မရတော့ဘူးဆရာတော်ပြောစကားကိုနားထောင်ပြီးစင်ကျင်သုံးသပ်လိုက်တော့သူအသေးစိတ်ပြန်ဝင်လာခဲ့ပါတယ်ဆရာတော်ဖေ။တပည့်တော်မှားပါပြီ။ကုသိုလ်ဆိုတာပတ်စံပေးပြီးဝယ်လို့ရတဲ့အရာလို့ထင်ခဲ့တာ။တပည့်တော်ဒီပိတ်တာဘဝမှာအရန်ကိုစာလောင်တဲ့ခံစားချက်ကိုခံစားနေရလို့ဆရာတော်တပည့်တော်ကိုလမ်းပြကူညီပေးနိုင်မလား။ဘာလို့တင်လဲ။လောဘတဏှာတွေကိုမေ့ဖြောက်ပစ်ပြီးအညှို့အာဃာတလောဘစိတ်တွေကိုပဲဖြောက်ပြရမယ်။ခွင့်လွှတ်မှုကိုတောင်းခံရမယ်။ပြီးတော့လူတွေကုသိုလ်ကောင်းမှုပြုပြီးအမျှပေးဝေတာကိုနားထောင်ရမယ်။
ပိတ်တာကြီးကဆရာတော်ရှိမြေကြီးပေါ်ဒူးနှစ်ဖက်ထောက်ပြီးဥချတောင်းပန်ခဲ့ပါတယ် တပည့်တော်ပြုခဲ့တဲ့များမကောင်းမှုတွေကိုခွင့်လွှတ်ပေးဖို့တောင်းခံပါတယ်တပည့်တော်ဒီဘဝကြီးကနေလွတ်အောင်တာရုခေါ်အမျှဝေပေးကြပါ အဲ့လိုနဲ့အကြီးတန်းလာတဲ့အစင်းနဲ့ပိတ်တာကြီးတဖြည်းဖြည်းကျွတ်တန်းရသွားခဲ့ပါတယ်နောက်တော့သူအဲ့ဒီဘဝကကျွတ်လွတ်ပြီးသူ့အရင်ဘဝကပြုခဲ့တဲ့ကုသိုလ်တွေကြောင့်နတ်ပြည်ခုနှစ်ထက်ကအောက်ဆုံးထက်မှာနတ်သားအဖြစ်ဝင်စားခဲ့တယ်ဗျနောက်တော့သူအတိတရားရပြီးမှန်ကန်တဲ့ကျင့်စဉ်ချင်းနဲ့ကုသိုလ်ကောင်းမှုတွေကိုဆက်ပြီးကျင့်ကြံခဲ့ပါတယ်နေ့အတော်ကြာတော့ချစ်ထွန်းတယောက်အသက်ကြီးပြီးအဖို့အူတယောက်ဖြစ်လာခဲ့တယ်ဗျအခုချိန်ထိကိုသူဆင်းရဲမြဲဆင်းရဲစေပါပဲသူကတော့ခံနွမ်းအဝတ်အစားတွေဝတ်ပြီးအပြုံးမပြတ်သူများတွေကိုလည်းမေတ္တာထားတတ်တယ်ဗျသူကရွာတွေကခလေးတွေကိုသူတတ်တဲ့သမားနဲ့ချိုချင်းလေးတွေကျွေးပြီးခလေးတွေကိုပုံမြင်လေးတွေပြောပြရင်းနဲ့လိမ်မအောင်ဆုံးမတတ်ပါတယ်နောက်ဆုံးတော့သူ့ရဲ့နောက်ဆုံးထွက်သက်ချိန်ကိုရောက်လာခဲ့တယ်ဗျသူမှာတာသမီမြေးမြစ်တွေနဲ့ဆရာတော်ရောရွာသားတွေကပါဝင်းရံပြီးတော့သူ့ကိုစိတ်ပူပေးကြပါတယ်အဖိုးဘယ်နေရာနာနေသေးလဲ မနာပါဘူးဘယ်နာမှမနာဘူးအဖိုးနတ်ပြည်သွားမယ်လမ်းကိုမြင်နေရပြီအရန်ကိုလှလို့နေ သူအသက်ထွက်သွားတော့အင်မတန်လှပလို့နဲ့နတ်ဘုံဗိမာန်ကြီးကိုရောက်သွားခဲ့ပါတယ်ဆင်းရဲပေမဲ့သူ့ရဲ့စိတ်စီတနာတန့်စင်မုံမြတ်လုံးလာတဲ့ဒါနတွေကြောင့်ရွှေရောင်တွေဖိတ်ဖိတ်တောက်နတ်ဗိမာန်ကြီးမှာနတ်သားနတ်သမီးတွေကလည်းပန်းနေနဲ့လာပြီးတော့ဂါရဝပြုကြတယ်ဗျနတ်အချွေရန်တွေလည်းအင်မတန်ကိုပေါ်များလုံးပါတယ်တေချာတာကတော့လူပြည်ကလူတွေပိုင်ဆိုင်တဲ့စီးစိမ်ဥစ္စာထက်အစာပေါင်းများစွာနတ်ပြည်စည်းစိမ်ကိုခန်းစားခဲ့ရတယ်ဗျဒီလိုကြွယ်ဝချမ်းသာမှုကပတ်စံရှိခြင်းမရှိခြင်းနဲ့မဆိုင်ပါဘူးသူကလူဘဝတွေကအလူအတန်းရရောတယ်လောဘစိတ်ကင်းမဲ့တဲ့စေတနာတွေကြောင့်အခုလိုဖြစ်လာခဲ့တာပဲဖြစ်ပါတယ် CKO မှာဖုန်းဖြင့်ရေးဆွဲနိုင်မဲ့ဒုတိ animation ကာတွန်းသင်တန်းကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ software သွင်းပြီး animation အခြေခံမှစတင်ပြီးတော့အခု video မှာပါတဲ့ animation movie တွေကိုဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေကာတွန်းနည်းပညာနဲ့မိမိရဲ့စိတ်ကူးရင်ကဘာကိုဖန်တီးလိုသူတွေဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ CKO ကဖန်တီးထားတဲ့ video တွေအတိုင်းစိတ်ဝင်စားဖန်တီးခြင်းသူများအတွက် CKO မှာ Yo-Yo Class နဲ့ Master Class ဆိုပြီးတော့သင်တန်းတစ်မျိုးဖွင့်ပေးထားပါပြီခင်ဗျာမိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကျင်အောင်မေးလို့ရပါပြီနော် Facebook group Telegram channel ကနေ CKO team မှာ 2D animation manager ကိုယ်တိုင် video သင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်သင်တန်းကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနံ့သူများအတွက် Yo-Yo Class 2သိန်းကျပ် Master Class 3သိန်းကျပ်နဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာသင်တန်းသားအကန့်အသတ်ရှိသလိုသင်တန်းကြီးကလည်း February လကုန်တာနဲ့ပြောင်းလဲတော့မှာဖြစ်လို့အခုအပ်ချင်အခုပဲအပ်လို့ရပါပြီခင်ဗျာ